ကျမကြီးကိုဆိုးဝါးစီတဲ့ရေတောက်နီ၅မျိုးအကြောင်းပြောပြပေးချင်ပါတယ်နံပါတ်1ကမတ်တက်ရပြီးရေတောက်ခြင်းနံပါတ်2တခါတည်းရေတကွက်ကွက်နဲ့အများကြီးတောက်ခြင်းပေါ့နံပါတ်3ရေအေးတောက်ခြင်းနံပါတ်4ကအစာစားနေတဲ့အချိန်ခါမှာရေခဏခဏတောက်ခြင်းပေါ့နံပါတ်5ကတရက်ထဲနဲ့ရေအများကြီးတောက်ခြင်းပေါ့နော်ကျမတို့ကရေတောက်တဲ့အရာကောင်းတယ်လို့ပြောကြပေမဲ့လည်းရေတောက်နီးမမှန်လို့ရှိရင်ကျမတို့ရဲ့နှလုံးကြောက်ကပ်ဒီဥလန်းချောင်းကိုအဲ့ဒီရေကဒုက္ခပေးပါတယ်ဒါကြောင့်မလို့ရေတောက်နီးလဲမှန်ရမှာပေါ့နော်အမျိုးသားတစ်ယောက်ကတရက်ရေတောက်ရမယ့်ပမာဏကတရက်ကို4လီတာဖြစ်ပြီးတော့အမျိုးသမီးကတရက်ကို3လီတာတောက်ရမှာဖြစ်ပါတယ်တဲ့အပိုင်းနှစ်မှာဆိုရင်ကျမကဘာဖြစ်လို့ဆိုးကျိုးဖြစ်တာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ပြန်ရှင်းပြပေးချင်ပါတယ်ကျမတို့ဆရာဝန်တော့မဟုတ်ဘူးဒါမဲ့ဒီကိုရီးယားဆရာဝန်တယောက်ကပြောပြတဲ့အရာကိုကျမကဒီဘာသာပြန်ပြီးတော့ပြန် sharing လုပ်ပေးတာပေါ့နော်ရေအေးတောက်တဲ့အရာထက်တဲ့ကျမတို့ရဲ့ခန္ဓာကိုယ်နဲ့ညီမျှတဲ့ဒီရေအပူချိန်ကိုတောက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်တဲ့ပြောချင်တာကတော့ရေနွေးပူတို့ရေနွေးတို့အဲ့လိုမျိုးတောက်တဲ့အရာကခန္ဓာကိုယ်အတွက်ပို့ပြီးတော့ကောင်းပါတယ်တဲ့